ဘဝရဲ့သဘောကဘာတော့ဒုက္ခပဲသူဘာကြီးဖြစ်အောင်လုပ်ထားတာပြီးတော့ပြီးသွားရတယ်တဲ့အိမ်ဆောက်တန်ကစားနေတာတဲ့မပူဘူးလို့ဘဝရဲ့ပုံမှာမြင်ဖို့လိုတယ်သူနန်းတော်ပုံစံကြီးပဲဆောက်တဲကုတ်ပုံစံလေးပဲဆောက်သိကြတာဘာတော့ပြိုးမှာဟောဆိုသူအမာခံနဲ့ဆောက်ထားတာမဟုတ်သဲနဲ့ဆောက်ထားတာယုံ nant ဆိုတာအနိစ္စမျိုးဒုက္ခမျိုးဟုတ်တယ်မို့လားဒါကြောင့်မြတ်စွာဘုရားဘဝရဲ့ဆင်းရဲတဲ့သဘာဝကိုမြင်အောင်မွေးဖွားတာလည်းမကောင်းဘူးအုံမင်းရင်ရွာတာလည်းမကောင်းဘူးနာကျင်ခံခဲ့ရတာလည်းမကောင်းဘူးပျက်စီးသေဆုံးရတာလည်းမကောင်းဘူးတဲ့မကောင်းတာတွေအဲ့ဒီနာတွေမရက်သေးဘူးမသေးခင်မှာဘာလုပ်အောင်လို့အပိယေဟိတံပယောဂောဒုက္ခပိယေဟိဝိပယောဂောဒုက္ခတဲ့ဘယ်သူမှမကင်းတဲ့ဒုက္ခနှစ်မျိုးထပ်ပြန်တယ်အပိယေဟိတံပယောဂောမချစ်တဲ့လူတွေမုန်းစရာကောင်းတဲ့လူတွေနဲ့တွေ့ရတယ်ဒီနေ့အဖြစ်မချစ်တဲ့အရာတွေကိုတွေ့ရတယ်မြင်ရတယ်ကြားရတယ်အာယုန်တွေလည်းအဲ့ဒီမှာအကုန်ပါတယ်ဟုတ်လားကိုမကြိုက်တဲ့အာယုန်နဲ့တွေ့တာလည်းအဲ့ဒီထဲမှာပါတယ်ကိုချစ်တဲ့မြင်လို့တဲ့ပုံကိုယ်တွေနဲ့ကိုယ်ကွင်းရတယ်အတူမနေရဘူးတွေ့ခွင့်ကြုံခွင့်မရဘူးဒါတွေကကောင်းသလားမကောင်းဘူးနောက်အဲ့ဒီဘုန်းကြီးတို့ကြီးကပြောခဲ့တဲ့ဒုက္ခတွေရဲ့အနှစ်ချုပ်လို့တောင်သူ့ကိုဆိုမယ်ဆိုနိုင်တယ်ဘာတော့ယံပိဋ္ဌာနလပ္တိတံပိဒုက္ခကိုကဒါလေးဖြစ်ခြင်းနဲ့အဲ့ဒါဖြစ်မလာဘူးဒုက္ခဖြစ်ပြီကိုကဒါရခြင်းနဲ့အဲ့ဒါမရဘူးအဲ့ဒါဒုက္ခဖြစ်တာပဲအဲ့ဒီယံပိဋ္ဌာနလပ္တိတံပိဒုက္ခကိုကြည်ကြည်ပြတ်ပြတ်နားလည်ဖို့လိုတယ်လူကျင်တာမရတာဆင်းရဲတယ်ဆိုတာတော့သိတာနဲ့မပြည့်စုံဘူးဘုရားအဓိပ္ပာယ်ဖွင့်ပြထားတာရှိတယ်ဆိုကြပါစို့ကျွတ်တို့ဉာဏ်ရှိလာတဲ့ဒီနေ့ဘဝမရခြင်းဘူးဆိုတာလေးကဖြစ်လာလိမ့်မယ်အဲ့ဒါမဖြစ်သေးဘူးဆိုရင်အဲ့ဒီဉာဏ်မရသေးလို့ဉာဏ်ဖြစ်လာတဲ့တနေ့ငါနောက်ထပ်ဘဝတွေထပ်မဖြစ်ချင်တော့ဘူးဆိုတာဖြစ်လာလိမ့်မယ်ဟုတ်လားအဲ့ဒီလိုဖြစ်လာပြီဆိုရင်ဘဝကိုမမောမှုကင်းအောင်လဲ तू ကမလုံနိုင်သေးဘူးအဲ့တော့အကြောင်းမကင်းသေးတဲ့အတွက်ကြောင့်ဘဝဖြစ်မှာဒါပေမဲ့သူ့ရဲ့စိတ်ထဲကဘဝရရင်ဒုက္ခရတာလို့သိတဲ့အတွက်ကြောင့်ဘဝကိုမရချင်ဘူးမရချင်တော့လည်းပဲရတဲ့အကြောင်းတွေကိုမပယ်နိုင်သေးတဲ့အတွက်ကြောင့်အဲ့ဒီဉာဏ်ရှိသူဟာဘဝရလိမ့်မယ်အဲ့ဒါယံပိဋ္ဌာနလပ္တိတံပိဒုက္ခအဲ့ဒီအစရှင်းပြတာကိုကဇာတိကိုမရခြင်းဘူးဇာတိကရတဲ့အကြောင်းရှိနေသေးရင်ရမယ်ရလာပြီဆိုတဲ့အခါကျတော့ဟောပိုးထင်ရှားလာတယ်ကျွတ်တို့ကမအိုခြင်းဘူးကြည့်ကောင်းတဲ့ပုံစံလေးအမြဲတမ်းထိမ့်သိမ့်ထားခြင်းတယ်မဖြစ်နိုင်တဲ့ဆန္ဒကြီးကိုအရင်ခံလိုက်တဲ့အခါကျတော့အသေးကြပေါက်ဆင်းရဲတော့မှသူကဟုတ်လားတတိယံပိဋ္ဌာနလပ္တိတံပိဒုက္ခကိုဘုန်းကြီးတို့ကကြည်ကြဲဝန်းဝန်းနားလဲရမယ်ကိုယ်သက်သာတဲ့အနေထားလေးနဲ့အမြဲနေခြင်းနဲ့ဘောကအဲ့ဒီအခြေအနေမပေးဘူးအဲ့ဒါယံပိဋ္ဌာနလပ္တိတံပိဒုက္ခအဆိုးဆုံးကတော့ကိုကနေခြင်းနဲ့ဘောကနေခွင့်မပေးတော့ဘူးဆိုတဲ့အချိန်မှာအကြီးဆုံးယံပိဋ္ဌာနလပ္တိတံပိဒုက္ခကျုံရလိမ့်မယ်ဟုတ်လားဒုက္ခဘယ်နှမျိုးတောင်ပြောတော့ဘုန်းကြီး9မျိုးအဲ့ဒါဘဝရဲ့ဆင်းရဲတဲ့သဘာဝကိုတက်တည်ပြနေတာလို့ခံစားမိစေခြင်းတယ်နောက်ဆုံးမြတ်စွာဘုရားပြောပြတဲ့ဒုက္ခဘယ်ဒုက္ခတော့တန်ခိတ်တေနပင်စုပါဒနဲ့ခန္ဓာဒုက္ခနော်အချင်းချုပ်ပြောရမယ်ဆိုလို့ရှိရင်ရုပ်တည်နေစဉ်ဆက်မပြတ်ဖြစ်ပေါ်နေတဲ့သဘောဟာကောင်းမွန်တဲ့သဘောမဟုတ်ဘူးလို့ပြောတာတဘုန်းကြီးကယောနိတော်မနတိကာရအာကောင်းကိုယ်စိတ်ကိုစုံမတဲ့နေရာမှာထိရောက်တဲ့လက်နက်ကလေးအသုံးပြုနိုင်အောင်လက်နက်တွေရဲ့အကြောင်းကိုပြောတယ်နော်နေစာကိုသိတာဟာစိတ်ကိုစုံမတဲ့နေရာမှာအသုံးပြုရမယ်လက်နက်ဩခဏပါကွာအခိုက်အတန့်လေးတွေပါကွာလို့ပြီးပြင်းမြင်တတ်ဖို့လိုတယ်ဒီစိတ်ကိုဆုံးမနိုင်ဖို့လိုတယ်အဲ့ဒီအမြင်မှန်လေးနဲ့ဟုတ်လားဘဝရလာတဲ့ဒုက္ခရလာတာဘာမှအဆင်မပြေတာတွေကိုရှောက်ပြီးတော့ထူးထူးဆန်းဆန်းကြီးနော်ဘလို့ပါညာလိုပါလို့အတွေးအမြင်တွေမမှောက်မှားသင့်ဘူးဒါဒုက္ခရလာလို့ဒုက္ခဖြစ်တဲ့ကိစ္စပဲလေဟုတ်တယ်မဟုတ်လားအဲ့ဒါကိုဘုန်းကြီးတို့သိရမြင်ရတာဟာလည်းပဲစိတ်ကိုဆုံးမတဲ့နေရာမှာနော်အလွန်မှထိရောက်တဲ့နိလန်တစ်ခု